အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီရှေ့ပိုင်းရက်တွေမှာပေါ့နော်တဘာဝပေးနေတဲ့ကိစ္စတွေကျွန်တော်ဒီဘက်ကတင်းရဲ့အလုံးမအားတဲ့ကိစ္စတွေကြောင့်ကျွန်တော်ရွေးတဲ့ပတဲ့တဲ့တွေကိုကျွန်တော်ဒီတော့မှန်တဲ့ channel မှာဘာမှကိုမတင်ပြတာတော်ကြာတာကြီးပေါ့နော်အခုဒီနေ့မှာတော့ကျွန်တော်ကပဲစပြီးတော့ညီလိုက်တဲ့ပတဲ့တဲ့တွေကို TFBTF ပေါ့up to date ဖြစ်အောင်ကျွန်တော်ပြန်ပြီးတော့တင်ဆက်ပေးတော့မှာဒါပြင်ဒီနေ့ပိုင်းသုံးသက်ချက်တွေပွဲပြီးသုံးသက်ချက်တွေကိုလည်းပုံမှန်အတိုင်းဒီပါဖြစ်အောင်ကျွန်တော်ကပြန်စီပေးပါမို့ channel လေးကိုပြန်လည်ပြီးတော့စောင့်ကြည့်ပေးကြဖို့မြစ်တာရက်ခံပါတယ်ဆိုတော့ကျွန်တော်တို့ဒီအခုလောသတင်းထွက်နေတဲ့ဘူးအတင်းရဲ့တက်စီကစားသမားပေါ့နော်မာတီယက်ကွန်ဟာရဲ့အကြောင်းလေးနည်းစလိုက်အောင်လက်ရှိမှာကျွန်တော် Fabrizio Romero ရဲ့ထုတ်ပြန်ထားတဲ့သူ့ statement ပေါ့နော်အဲ့ဒီဟာတွေရဲ့ဒီထွက်နေတဲ့သတင်းတွေပဲပုံမှန်ပူတည်ပြီးတော့မာတီယက်ကွန်ဟာ United နဲ့ဟိုးလေးတကြောပေါ်ဖြစ်နေတဲ့အနေအထားမှာရှိနေပေါ့နော်ကစားသမားပြောင်းရှိမှာဒီ United ဘက်ကလည်းကစားသမားကိုခေါ်ယူခြင်းနဲ့ကစားသမားဘက်ကလည်း United လို့ image ရတဲ့အတင်းသတင်းကိုပြောင်းလဲခြင်းတယ်ပေါ့အဲ့အကြောင်းပဲကျွန်တော်တို့ဒီအတင်းမှာလည်းကစားသမားအနေနဲ့ဒီပြတဲ့အဆင်ပြေမှုတွေဟိုအတင်းပိတ်တက်တဲ့အဆင်ပြေမှုတွေခဏနာကိုဖြစ်ခဲ့တယ်ကစားသမားရဲ့ social media မှာအစလူပြောချင်တဲ့ကိစ္စတွေအများကြီးဖြစ်ခဲ့ပေါ့နော်မာတီယက်ကိုဟာအကြောင်းကိုအရင်ကြည့်လိုက်ရင်မာတီယက်ကိုဟာကလက်ရှိလောဆယ်ဘူးအတင်းမှာသူက32ပွဲကစားထားတယ်16ဂိုးတင်ပြီးတော့4ဂိုးထိဖန်တီးထားတယ်ဒါကတော့မစိုးလာဘူးဆိုတော့ဂိုးတင်လုံးချလက်ပဲပေါ့နော်သူကစားရဲ့ position တွေကလည်းကျွန်တော်ဒီ attacking midfielder ကိုမှခါကျန် striker နေရာနဲ့ကစားနိုင်တယ် left midfield ရပ်ဝင်ဒီလိုနေရာအထိကိုဖြစ်စင်ကစားနိုင်တဲ့အနေအထားပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီတခြားအရာတွေမကြည့်ဘဲနဲ့ United ရဲ့ကစားကွင်းနဲ့ရှင်ကြည့်တော့မှတာဝန်ပြဿနာမှာအမြဲတိုင်ပတ်နေ United အတွက်မာဒီယက်ကွန်ဟာအဖြစ်ဖြစ်လာနိုင်မလားဆိုတဲ့အကြောင်းအရာတစ်ခုတော့ကျွန်တော်ရှိသွားနိုင်တယ်ပေါ့နော်အဲ့အပြင်ကိုကျွန်တော်တို့ဒီအမနိုရင်းရဲ့စိတ်ချက်ကစားသမားဖြစ်တယ်လို့လည်းတရားဝင်အနီးပါးကိုထုတ်ပြန်ထားရဲအဲ့အပြင်ကိုကျွန်တော်တို့ဒီမာဒီယက်ကွန်ကအမိုရင်းစိတ်ချက်ကစားသမားဖြစ်လာနိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီပြီးခဲ့တဲ့ Wolves နဲ့ United ရဲ့ပွဲမှာပွဲပြီးအချိန်တွေမှာတောင်မှအမိုရင်းနဲ့မာတီယက်ကွန်ဟာတို့ရဲ့ဒီဥမိန်နိုင်ငံကောင်းနေမှာပေါ့နော်စကားပြောဆိုခဲ့ပွဲကြအရင်ကိုဟိုလေးကျော်ဖြစ်နေရဲ့ဆိုတော့ဒါရေးကြောင့်ပဲ partner agree များရသွားပြီးရသွားမှလားဆိုတော့တတိယပို့ပြီးတော့ကျေပြက်လာပေါ့နော်ဆိုတော့ကျွန်တော်ဒီကိုဟာရဲ့လက်ရှိကဘူးအတင်းမှာဘလို့အချင်းနေဖြစ်နေလဲဆိုတော့သူဘူးလိုအတင်းငယ်မှာမနေချင်ဘူးအတင်းကြီးကိုပြောင်းချစ်တယ်ရှင်းပြောရရင်သူကဝူးမှာသူခြေစွမ်းအရမ်းမတက်သေးခင်သူ့အတွက်နာမည်အရမ်းမရသေးခင်မှာဆော့ရတဲ့ပုံမျိုးပဲပေါ့ပြောရရင်စိတ်သက်ပိုင်းရတော့ကျွန်တော်တို့သိမကြိုက်ဘူးဒါပေမဲ့ဒါရတော့ဘောလုံးသမားဆိုတဲ့အနေအထားမှာသူတို့ရည်ရှိမှလည်းသူတို့ပေါ့နော်အဲ့အပြင်ပူပြီးတော့ရှိတာဗာလဲဆိုတော့ Brazil သမားတွေကကျွန်တော်တို့ဒီရှေ့မှာ United မှာဥမာကောင်းနေအများကြီးရှိခဲ့အန်တိုနီယိုလည်းကျွန်တော်ရှိခဲ့အန်တိုနီယိုအနေထားဆိုလည်းအတင်းကိုရောက်လာတော့တကယ်နာမည်ကြီးကစားသမားတန်တရားကစားသမားနေရောက်လာခဲ့ဒါပေမဲ့သူနောက်ဆုံးမှာတော့စပိန်ကလပ်ကိုပဲသူတွားလိုက်ရတယ်ပေါ့နော်ငါးအနေထားနဲ့မာတီယက်ကိုဟာအဲ့လိုဖြစ်လာနိုင်မလားဖြစ်လာလို့လားဆိုကျွန်တော်ဘယ်ရမှာကြိုပြောလို့မရဘူးသူရဲ့ကစားသွားရဲ့ပုံကိုကျွန်တော်မူတည်ပြီးကြည့်ရမယ်ပေါ့ဒါပေမဲ့လည်းအတင်းကိုရောက်မရောက်ကမသိကြသေးဘူးလက်ရှိမှာအာဆင်နယ်စပါတို့ကလည်းမာတီယက်ကိုဟာလိုက်နေလို့တင်းထွက်နေရဲ့ဒါပေမဲ့ United လောက်တော့တင်းမထွက်တည်ရတော့အမှန်ပဲပေါ့နော်လက်ရှိဈေးကွက်မှာမာတီယက်ကိုဟာရဲ့ပေါက်ဈေးနဲ့ဒီစာရွက်ကျော်ကြီးတွေကခန့်မှန်းကြည့်ပေါ့နော်တန်း90ကျော်ယူတန်း90ကျော်ဝင်နေမှာရှိနေရဲ့ပြီးခဲ့တဲ့ကာလာတစ်ခုအတွင်းမှာပဲမာရီယက်ကွန်ဟာ2029ထိရှိရဲ့စာချုပ်ကိုဘူးတင်းနဲ့ချုပ်ဆိုခဲ့တာဒါလေးဖြစ်တဲ့ကြီးအပါဝင်တန်း90ပတ်ဝန်းကျင်တန်း60လောက်ထိတော့ကျွန်တော်မှန်းထားရဲ့ကစားသမားကအက်တလီကိုမက်ဒရစ်ကနေဘူးကိုပြောင်းလာကြရအောင်တန်း90ဝန်းကျင်ဆိုတဲ့အနေထားတစ်ခုနဲ့ခွန်လာခဲ့ရဆိုတော့ဒီကစားမရဲ့အခုလက်ရှိဖြစ်နေပေါ်စီအောင်တိတ်ရမကွာလာဘူးဘူးအနေနဲ့လည်းရောင်းမယ်ဆိုရောင်းလို့ရတယ်ရှုံးနေအနေထားလည်းမဟုတ်ဘူးမြက်နေအနေထားလည်းမဟုတ်ဘူးပေါ့နော်အတင်းနဲ့အဆင်ပြေတဲ့အချိန်မှာတော့ဒီကစားသမားတွေထပ်ချင်တဲ့အချိန်မှာဆက်ပြီးဆွဲထားမယ်လို့မထင်ဘူးပေါ့နော်ဟုတ်ပြီဆိုတော့ကျွန်တော် United ဘက်ကိုဆက်ကြည့်လိုက်အောင်ဘူးတင်းကရောင်းချင်တာဟုတ်ပါပြီ United ကဝင်နိုင်အောင်မလားပေါ့ United အနေနဲ့လက်ရှိမှာဘာသားနာမည်ကြီးနေလဲဆိုဒီနေ့တင်းကပတ်သက်မရှိဘူးကစားသမားတရားဝယ်ကစားသမားတရားကိုရောင်းရမယ်အတင်းမှာရှိနေတဲ့ကစားသမားရတယ်မထွက်ချင်ဘူးရောင်းလို့မရဘူးဝယ်မဲ့လို့မရှိဘူးအဲ့လိုအကြောင်းတွေထွက်နေပေါ့နော်ဒါပေမဲ့အဲ့ဒါတကယ်ဟုတ်လားကျွန်တော်ခက်ဝေးဝေးတွေ့ကြည့်လိုက်ရင်တော့ Casemiro တို့ဘာလို့ကစားသမားပေါ့ငွေကြီးခဲ့ကစားသမားတွေကိုကျွန်တော် sorry ဘက်ကိုရောင်းရတဲ့အနေအထားမျိုးရှိရဲပြီးရင်ကျွန်တော်ဒီ Sexy တို့Hoshland တို့ Garnacho ဒီလို United ရဲ့တိုက်စစ်ကစားသမားတွေပေါ့မဖြစ်ထိုးတဲ့တိုက်စစ်ကစားသမားတွေကိုတခြားအသင်းတွေစီကိုရောင်းချဖို့အတွက်ရားလာရောရှိရပေါ့ဒါပေမဲ့ United ကရောင်းပြီးရင်ပြန်ဝင်နိုင်မှာမလားပေါ့ United ရဲ့ခြေစောင်းမိရကစားသမားဖြစ်ပါမလားအဲ့လိုကစားသမား United စီပြန်လာနိုင်မှာဆိုမိကုန်းတွေအများကြီးရှိရဲဆိုတော့ကျွန်တော်လက်ရှိတော့ဖြစ်နိုင်တာလေးပဲသိကြည့်အောင်ဆိုတော့ကျွန်တော်ဒီယာဒီမှာပဲအငှားချထားတဲ့ကစားသမားတွေရှိအငှားနဲ့တော်တဲ့ကစားသမားတွေရှိ Rashford ရှိမယ်Rashford ဆိုရင်အဆိုမီလာအငှားနဲ့တွားနေရင်ယာဒီကုံလို့အဆိုမီလာက Rashford ကိုဝယ်မယ်ဆိုရင်တန်း40ပေါင်40ဆိုရဲပမာဏနဲ့ဝယ်ရမယ်ပေါ့ဆိုတော့ဖြစ်နိုင်မှာမလားတီချာတစ်ခုက Rashford ကအဆိုမီလာမှာဒီလောက်ခြေစားဆိုးနေမှာမဟုတ်ဘူးစိတ်သက်ပိုင်းရဲ့ပြပြနေမှာမဟုတ်ဘူးဆိုတော့ဖြစ်လာနိုင်တယ်ပေါ့နော်ဒါမှမဟုတ်ပြောင်းချက်ဖြစ်လာနိုင်တယ်ဆိုတော့တန်း40ဆိုတဲ့ပမာဏတစ်ခုရှိမယ်ပေါ့ပြီးကျွန်တော်ဆန်ချိုချယ်ဆီကအဆစ်14အောက်ချ
ချက်စီတင်းတာစစ်စလီအောက်မရောက်ခဲ့ရင်ဝယ်မယ်လို့ဆန်ချိုမှာထည့်ထားရပေါ့နော်တကယ်လည်းချက်စီကစစ်စလီအောက်ကြီးတော့ရောက်တော့တဲ့အနေအထားမှာမဟုတ်ဘူးဆိုတော့ဆန်ချိုကို25တန်းနဲ့ချက်စီကဝယ်ရနိုင်နေပေါ့ဒီမှာလေးကျွန်တော်တို့65တန်းဝန်းကျင်ရှိသွားပြီကိုဟာဝယ်ရလို့လည်းကျွန်တော်တို့ရှမ်းကမိုင်းတွေလည်းကြောင်းကြမလို့အနေထားမှာရှိရဲဒါပြင်နောက်တစ်ခုပါရှိရဲဆိုတော့ကျွန်တော်တို့ sexy ကိုဝယ်ရတဲ့ပုံစံမျိုးအကြီးကျသဘောမျိုးနဲ့ဝယ်ရလို့ရတယ်ဆိုတော့အတူလုံးတစ်ခုတက်မှတ်ထားပြီးတော့ဒီလိုအကြီးကျအနေနဲ့ကစားသမားကိုယူထားလို့ရတယ်ဝယ်ထားလို့ရတယ်ဝယ်သုံးလို့ရတယ်အဲ့လိုအနေထားမျိုးတစ်ခုလည်းရှိရပေါ့နော်ဆိုတော့ကျွန်တော်တို့တစ်ချက်ချုပ်ကြည့်လိုက်အောင်ဆိုတော့ဒီကစားသမားကအမွေးစိတ်ချက်ကစားသမားကျွန်တော်ဒီစာချင်းမျိုးတွေတို့ဘက်ကနေသူတို့ scout လုပ်ထားတယ်သူတို့ရှာတဲ့ကစားသမားမဟုတ်ဘူးဆိုတော့အမွေးလေးလည်းသူ့ရဲ့ကစားကွက်သူ့ရဲ့ဒီစီပိုင်းမှာပုံဝင်နိုင်မယ်လို့ထင်လို့ဒီကစားသမားကိုကျွန်တော်တို့သူစောင့်ကြည့်ထားတယ်သူသဘောကျတယ်လို့ကျွန်တော်တို့လည်းစဉ်းစားရတယ်ဆိုတော့ဖြစ်လာနိုင်မယ်လို့ကျွန်တော်ထင်တယ်တကယ်လို့ရောက်လာခဲ့ရင်တော့အမိုရီရဲ့ဒီစနစ်ဘာ3ဘက်မှာဘယ်လိုကစားသွားမလဲတရားတစ်ခုကတော့တိုက်စစ်မှာ striker ရောလက်မစ်ဗီရောလက်ဝင်းရောရနေတဲ့ကစားသမားတယောက်အနေနဲ့ဘောချက်ခွင့်အတွက်ကတော့ကစားသမားရဲ့စိတ်သက်သာတစ်ခုခုတော်မှာဖောက်ပြခဲ့ရင်တေချာမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဘယ်လိုသင်ကြလဲမာဒီယက်ကိုဟောသဘောကျကြလားကစားသမားဘယ်လိုမြင်ကြလဲအတင်းအနေနဲ့ဝင်နိုင်မယ်လို့ထင်တာတကယ်လို့မာဒီယက်ကိုကိုယူလိုက်တဲ့ဒီစစ်ပိုင်းမှာဘယ်လိုပုံဝင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့အသေးစိတ်တည်ကြည့်နေစိတ်ဝင်စားရဆိုရင်တော့ကျွန်တော်တစ်ချက် comment မှာ share ပေးလို့ရပါတယ်ကျွန်တော်တို့ဒီစစ်ပိုင်းတုံးတစ်ချက်တစ်ခုနဲ့တူမာဒီယက်ကိုအကြောင်းအသေးစိတ်ပြန်ပြီးတော့ပြောပေးပါမယ်ဆိုတော့ကျွန်တော်တို့ကတက်ကြမယ်